မလက်ကောက်ကြော်စားခြင်းပဲမဲ့စီပေါက်မှာကြောက်လို့မလို့စားရတဲ့သူတွေရှိလားဒီနေ့တော့စီလုံးဝမပေါက်အောင်မလက်ကောက်ကြော်လေးလေးကိုမျှဝေပေးမယ်နော်ဒီမှာတော့ကောင်းကင်မုတ်လေးခွဲဆန်မွန်တစ်ခွက်တုံထားပါတယ်မမလေးစားခြင်းလို့ဆန်မွန်ကိုနည်းနည်းပို့ထည့်ထားပါတယ်ပြီးတော့ baking powder တစ်စုံစားဇွန်းတစ်ဝက်ထည့်ပါမယ်စီမပေါက်စေဖို့အတိတ်ကလိုဝက်ချက်ကတော့ပုတ်သားနေတဲ့အချိန်မှာတံပေရရင်နည်းနည်းနဲ့စီနည်းနည်းထည့်နေပေးတာပါရေကိုနည်းနည်းစီထည့်ပြီးမုတ်သားကိုအရန်မပြောအရန်လည်းမမအောင်နေပေးပါနော်အချိန်ရှိရင်တော့ခဏနှက်ထားလို့ရပါတယ်အချိန်မရှိရင်တော့ချက်ချင်းကြော်လို့လည်းရပါတယ်နော်နှမျိုးလုံးလုပ်ကြည့်တာစီမပေါက်ပါဘူးနော်ထိုင်းကြီးတက်တော့ရေနဲ့နဲ့စားနဲ့ထည့်ပြီးပြပြလေးဖြစ်အောင်ကြိုထားပါမုတ်သားကိုလက်ကောက်ပုံလေးလိပ်ပြီးစီထည့်ကြော်ပါနောက်ထပ်အရေးကြီးတာတစ်ခုကတော့မုတ်ကြော်တဲ့အချိန်မှာမီးကိုအလဲလက်ပဲထားပါမီးအရန်ပြင်လဲစီပေါက်တက်လို့ပါနော်ကြော်တဲ့အချိန်အမြဲလုပ်ပေးပြီးကျွတ်ရွလေးရအောင်ကြာလေးကြော်ပေးပါနော်နောက်ဆုံးမှာတော့မလက်ကောက်ကြော်ကိုခဏအေးခံပြီးထိုင်းငယ်ရည်ထဲစိမ့်ပြီးစားလိုက်ရင်အရန်စားလို့ကောင်းတဲ့မလက်ကောက်လေးရပါပြီနော် bye